ကျွန်တော်မိတ်ဆွေတို့ကူးလန့်အကြောင်းနဲ့အရင်ကူးလန့်အကြောင်းနဲ့တော့စတဲ့မိတ်ဆက်ပေးကြပါမယ်ဗျဒီကူးလန့်ဆိုတာသူမှာအဓိကလှုပ်ဆောင်ချက်၃မျိုးရှိတယ်သူရဲ့ boiling point ကိုရေအဆူအမှတ်ရဲ့ boiling point ကိုသူကမြင့်အောင်မြင့်တက်အောင်လုပ်ပြီးဗျနောက်တစ်မျိုးကတော့သူက corrosion ဒါပေမဲ့တန်ကြီးပါစားတိုက်စားမှုမဖြစ်အောင်ကာဝယ်ပေးရတဲ့ထဲမှာရိုးတဲ့ရေသုံးမယ်ဆိုရင်ထဲမှာရှိပိုက်လမ်းကြောင်းနေတဲ့မှာတန်ကြီးတက်စေပြီးတော့သူကပိတ်ဆို့မှုတွေပါဖြစ်သွားနိုင်တယ်နောက်ပိုင်းကျရင် radiator ပိတ်ဆို့မယ်နောက်ပိုင်းမဖြစ်တဲ့အပ်တဲ့နောက်ပိုင်းနောက်ဆက်တဲ့ပြဿနာချိုးချိုးရလာနိုင်ပါဗျရေရိုးတန်းသုံးမယ်ဆိုရင်ကူလာသူတို့မှာအဲ့ဒီ anti rust ဆိုတဲ့သူရဲ့ formula ပါတယ်အဲ့ဒီကောင်ပါတဲ့အတွက်သူကတန်ကြီးမတက်ရှင်မကာဝယ်ပေးရဗျနောက်တစ်ခုကတော့သူကာလာပေါ့ကာလာအနေနဲ့ပန်းရောင်အစိမ်းအောင်နဲ့အခင်းအောင်ဆို3မျိုးလားကာလာကတော့သူကလှဖို့တဲ့အဓိကကတော့သူကဒီရေပိုက်လမ်းကြောင်းတွေဂျိုစိမ့်မှုဖြစ်လာခဲ့လို့ရှိရင်ရှာဖွေရလွယ်ကူအောင်လို့ထည့်ပေးခြင်းနဲ့ဖြစ်ပါဗျနောက်ထပ်ပြဿနာတစ်ခုကသူကကူလာရောပြီးသားနဲ့မရောပြီးသားဆိုလာဒါရောပြီးသားရှိရမရောပြီးသားအခုဆိုရောပြီးသားပဲ20ရာခိုင်နှုန်း plan တက်လုပ်ပြီးသားရှိတယ်မရောပြီးသားဖြစ်တဲ့concentrate တဲ့ဘာချင်းဆိုရင်တော့သူ့ကိုရေရောပြီးရမှာဗျရေရောပြီးလိုက်မှလာသူ့ရဲ့ကူလာရဲ့ viscosity နဲ့သူ့ရဲ့ freezing point normal ပြန်ရောက်အောင်ဖြစ်ပါတယ်အခုကတော့ရောပြီးသားဖြစ်တဲ့အတွက်ဒါမှမရောဘဲသုံးဆွဲလို့ရပါတယ်